သားဖြူခြင်းရင်ဘာတွေစားရမလဲမင်္ဂလာပါဒေါက်တာဇော်နိုင်ထွန်းပါဆရာကူ Jesus Skin ရန်ကုန်ဆေးကမ်းမှာရောက်နေပါတယ်အဲ့တော့ဆရာကိုခဏကြုံလို့မေးကြတယ်ပေါ့နော်သားဖြူခြင်းနဲ့ဆရာအစားတောက်ထဲမှာဆိုရင်ဘာတွေစားလို့ရလဲပေါ့နော်အဲ့တော့ဒီနေ့ဆရာအသားဖြူစေရဲ့အစားအစာ10မျိုးပြောပြမယ်နော်အဲ့တော့နံပါတ်1အုပ်စုကအသီးတွေအရင်ပြောပြမယ်အသီးတွေထဲမှာဆိုရင်ဆရာ strawberry သီးနက်နက်သီးတံမြာသီးခရမ်းကျင်သီးထောပတ်သီးတစ်ကြားသီး6မျိုးနော်အဲ့တော့ပြန်ပြောမယ် strawberry နက်နက်တံမြာခရမ်းကျင်ထောပတ်တစ်ကြားသီးအသီး6မျိုးစားလို့ရတယ်ပြီးအရွက်မှာဆိုရင်ဟင်းနုနယ်ရွက်စားလို့ရတယ်အစားအသောက်ထဲမှာဆိုရင်ကြက်ဥနဲ့ကြက်သွန်ဖြူပေါ့နော်ကြက်ဥနဲ့ကြက်သွန်ဖြူအသားဖြူစေတဲ့တက်ပိုများတယ်နော်အဲ့တော့အဲ့ဒီ10မျိုးပေါ့နော်ကိုကဘာတွေကြိုက်လဲဘာတွေစားဖြစ်လဲကိုကဘာတွေမကြိုက်ဘူးလဲ comment မှာဝင်ရောက်ဆွေးနွေးလို့ရတယ်နော်အစအဆုံးပြန်ပြောမယ်ဆိုရင်အသီး6မျိုးပြောသွားတယ် strawberry နက်နက်တံမြာခရမ်းကျင်ထောပတ်တစ်ကြားသီးအရွက်ထဲမှာဆိုရင်ဟင်းနုနယ်ရွက်အစားအစာထဲမှာဆိုရင်ကြက်ဥကြက်သွန်ဖြူနော်အဲ့တော့ဒီထဲမှာမပါသေးတာရဲယိုသီးလည်းပါတယ်နော်အဲ့တော့ရဲယိုသီးကတော့တိတ်ကြိုက်တဲ့လူမရှိဘူးအဲ့တော့ကြိုက်တဲ့လူမရှိတော့တိတ်မပြောပြဘူးเนาะဒါပေမဲ့ तू ကလည်းအသားဖြူတဲ့တက်ပိုများတယ်เนาะအဲ့တော့ရဲယိုသီးပါထည့်မယ်ဆိုရင်အသီးက9မျိုးပေါ့เนาะအသီး9မျိုးဟင်းနုနယ်ရွက်ပြီးရင်ကြက်ဥနဲ့ကြက်သွန်ဖြူပေါင်းလိုက်ရင်10မျိုးပေါ့เนาะအဲ့ဒီ10မျိုးကိုစားရင်အသားပိုဖြူပါတယ်အဲ့တော့ကိုကြိုက်တဲ့ဟာတွေပါလားကိုမကြိုက်တဲ့ဟာတွေကြီးပဲလား comment မှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရတယ်เนาะသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းထပ်မေးထားပါဆရာအားတဲ့အချိန်မှာဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးထားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်